Hello Gloria ကြိုဆိုပါရနော်ဟုတ်ကဲ့ဒီနေ့မှာမင်းအားဒီနေ့မအားဘူးတော့ဒါပေမဲ့မနေ့တော့ပြောထားတယ်မနေ့တော့အဲ့ပုံစံလေးကိုမနေ့တော့နေ့စီပန်းပေါ့နေ့စီပန်းဒါမျိုးနေ့စီပန်းလေးဒါမျိုးလေးနေ့စီပန်းလေးကိုထိုးပြမယ်လို့မင်းကပြောထားတဲ့အတွက်ကြောင့်မလို့ဒီနေ့မှာအချိန်လေးကိုနှုတ်ပြီးတော့မင်းဒါထိုးပြတာဖြစ်ပါတယ်ရှင်ဝါသနာပါတဲ့လူလေးတွေကနော်ကြည့်ပြီးတော့ like ထိုးကြပါတော့အများတက်ချင်းစီကြလိမ့်မယ်နော်ပထမဆုံးဒီလိုပေါ့ဒီမျိုးဟိုလုံးနေကြကျွမ်းနည်းနည်းရဟိုစဖြစ်နေတဲ့လူတွေဆိုလို့ရှိရင်တော့ဒီ online နေဆွဲစရာမလိုတော့ဘူးเนาะမင်းတို့ကြတော့ဟိုဒီမှာဒါအခု beginner လေးတွေအတွက်မလို့ပေါ့เนาะဒီ online လေးပေါ့เนาะမှန်ပြီးတော့ဆွဲလိုက်ပါ online လေးပဲပေါ့เนาะ online ပုံစံလေးဆွဲပြီးတော့မှဒီမှာအဲ့ online ပုံစံလေးရမှာဒီလိုဒါမျိုးလေးပြန်ပြီးတော့ဒီမှာတင်းတင်းလေးပေါ့เนาะအဲ့ဒါတင်းလေးလုပ်ပြီးတော့တူလေးတင်းလိုက်ပြီးတဲ့အခါကျတော့မှာတင်းလိုက်ပြီးတဲ့အခါကျရင်အောက်ကနေဒီမှာဝိုင်းရဲ့ကလေးတက်လေးမှာပေါ့နော်ဝိုင်းရဲ့ကလေးတက်လေးမှာယူပြီးတော့ဆွဲလိုက်မယ်ဆွဲလိုက်ပြီးလို့ရှိရင်သူ့ရဲ့ဒီဟိုဒီနဲ့ဟိုကလေးလေးကိုခွာပြီးတော့ဒီလိုလေးနည်းနည်းလေးယူလိုက်မယ်ပေါ့နော်လေးယူလိုက်ပြီးတော့ဟိုငါးဘက်လောက်ပတ်လိုက်ဒီလို1 2 3 4 5ခုပတ်လိုက်နော်5ခုပတ်ပြီးဒီမှာဒီလိုလေးလက်ဒီလက်ဟိုလက်ညှိုးလေးနဲ့လက်မလေးနဲ့ဖိပြီးတော့အသားလေးဆွဲလို့မရအောင်ဆိုဒီလိုလေးနည်းနည်းဖြည်းဖြည်းလေးလှည့်ပြောနော်ဖြည်းဖြည်းလေးချောင်းလှည့်ပြီးတော့မှဒါမျိုးလေးဆွဲလိုက်နော်ဒါမျိုးလေးဆွဲနော်ဒါမျိုးလေးဆွဲပြီးရင်ဒီလိုလေးပေါ့ဒီလိုလေးအဲ့လိုလေးဖြစ်သွားအောင်ဒီမှာတို့ကုန်းလေးဒါမျိုးဆိုတစ်ခုရပါပြီနော်တစ်ခုရသွားပြီအဲ့ဆိုရင်အဲ့အောက်မှာတစ်ခါပြန်ထိုးချလိုက်အောင်ပေါ့နော်ပြန်ထိုးချလိုက်မယ်ပြန်ထိုးချလိုက်ပြီးတော့မှဒီလေးပေါ့ဒီလေးပြန်ထိုးချလိုက်အဲ့လိုဆိုဒီလုံးလေးတစ်ခုရသွားပြီလုံးလေးတစ်ခုရသွားတဲ့အခါမှာနောက်ဒီရဲ့ဘေးနားမှာပေါ့ဒီရဲ့ဘေးနားလေးမှာတစ်ခုထွက်လိုက်အပေါ့နော်အပေါ့ထွက်လိုက်ပြီးလို့ရှိရင်နောက်တစ်ခါဒီလိုလေးယူတာနောက်ဒီဘေးနားလောက်ပေါ့နော်သူ့ရဲ့ဒီလောက်မှာတစ်ခါထပ်ထိုးမယ်အဲ့ခါကျတော့လူဟို10ခုလောက်လောက်လိုက်နော်10ခုလောက်ရေးလိုက်1 2 3 4 5 6 9 10 10လောက်ရေးလိုက်မယ်ရေးလိုက်ပြီးတော့ဒါမျိုးလေးဆွဲလိုက်မယ်ပေါ့နော်ဒါမျိုးလေးဆွဲလိုက်နော်ဒါမျိုးလေးဆွဲလိုက်ပါမယ်ဒါမျိုးလေးဆွဲလိုက်မယ်နော်ဒါမျိုးလေးဆွဲလိုက်ပြီးတော့ပုတ်ကလေးဖြစ်သွားလို့ဆွဲလိုက်နော်ဒီဆွဲလိုက်မယ်ခဏလေးနော်လေးစပြပေးပါမယ်ရှင်ဟယ်လိုမင်္ဂလာပါခုနတော့ဧည့်သည်လာဝါလို့နော်အခုလေးဆက်ထိုးပြမယ်နော်အဲ့လိုမျိုးလေးဆွဲလိုက်တော့အဲ့လိုမျိုးအခုလေးနှစ်ခုရသွားပြီနော်နှစ်ခုရသွားပြီဆိုတော့ဒီမှာဘေးမှာတစ်ခါထိုးလိုက်ဘေးမှာတစ်ခါထွက်လာလိုက်အဲ့ပေါ့နော်ထွက်လာလိုက်ပြီးလို့ရှိရင်သူ့ကိုပေါ့နော်ဒီလိုခွာတဲ့ပုံစံလေးပေါ့ဒါမျိုးခွာတဲ့ပုံစံလေးအနည်းမှာကပ်ပြီးတော့ဒီမှာလောက်လိုက်အဲ့ဘေးနားနေအပေါက်ကိုတစ်ခါထွက်လိုက်နော်ဒါမျိုးလေးနော်မျိုးလေးမြင်ရလားမသိအဲ့လိုမျိုးလေးထွက်လိုက်ပြီးလို့ရှိရင်ဒီမှာလက်ကိုဒီလက်ညိုးနဲ့လက်ညိုးနဲ့လက်ခလယ်နဲ့ကိုထားဒီမှာဒီလိုမျိုးရစ်မယ်1 2 3 4 5 6 9 10เนาะဒီလိုမျိုးလေးရစ်မယ်ပြီးရင်ဒီမှာအကလေးကိုဆွဲထုတ်မယ်ကြက်ရင်လက်တို့လှည့်ပြီးတော့ဟိုဆွဲထုတ်လိုက်တော့เนาะမီးရလည်းပြက်နေတယ်မီးပြက်နေတာအဲ့လိုမျိုးဆွဲထုတ်လိုက်တော့เนาะဒီကပြက်နေတော့မှောင်းနေအိမ်ရဲ့အလင်းဆုံးနေရာလေးကိုရွေးပြီးလှုပ်ရတယ်နော်အဲ့လိုမျိုးလေးလုပ်ရင်အဲ့လိုမျိုးလေးဟိုဟာလေးရသွားတယ်ပေါ့နော်ဒီလိုမျိုးလေးရသွားတယ်ဒီလိုရရင်ကိုကဒီလိုအဝိုင်းလေးသူ့ကိုခွာတဲ့ပုံစံအဝိုင်းလေးပေါ့နော်အဲ့အောက်မှာတစ်ခါပြန်ချထိုးလိုက်နော်အဲ့အောက်မှာထိုးလိုက်အဲ့လိုမျိုးလေးဖြစ်သွားပြီအဝိုင်းအဖူးပုံစံလေးပေါ့နော်ဖူးပုံစံလေးဖြစ်ပြီအဲ့နားမှာတစ်ခါအချက်ကိုပြန်ထွက်အဲ့ပြန်ထွက်ပြီးလို့ရှိရင်ဒီလိုမျိုးပြန်ဆွဲနော်ဟောအောက်ကဟာလည်းရှုပ်ကုန်အဲ့လိုမျိုးဆွဲပြီးလို့ရှိရင်ဒါပေမဲ့သူ့ကိုအဲ့အဖူးလေးကိုပတ်ပြီးတော့ပဲထိုးရတဲ့သဘောပေါ့နော်ဒီနားမှာပြန်ထွက်ပြီးတော့ဒီနားမှာပြန်ထွက်လိုက်နော်အဲ့လိုကတ်ပြီးတော့ပဲထွက်လိုက်နော်ထွက်လိုက်ပြီးရင်ဒီမှာလက်ကလေးကိုအလိုလိုပြော1 2 3 4 5 6 9 10 10ပဲပြောဒီမှာဒီလက်မလေးနဲ့ဖိပြီးတော့ဆွဲအခုကဟိုဒီလေးဆွဲမယ်နော်ဒီလေးဆွဲလိုက်မယ်ဒီလေးဒီမှာတို့ပုံစံလေးပေါ့ဒီလိုပုံစံလေးဖြစ်မယ်နော်ဒီပုံစံလေးဆိုဖြည်းဖြည်းလေးပဲဆွဲသွားမယ်ဆိုရင်မဆွဲသွားလိုက်နော်ဆွဲသွားပြီးတော့ဒီလိုဝင်အဲ့လိုမျိုးလေးဆိုအခုလေးတစ်ခုဖြစ်သွားနော်အဲ့လိုအောက်ကထိုးလိုက်ပါအဲ့လိုအောက်ကလေးထိုးလိုက်မယ်နော်
လို့ထိုးလိုက်မယ်လိုက်ပြီးလို့ရှိရင်ဘေးနာတစ်ခါပြန်ထွက်မယ်ဒီဘေးနာတစ်ခါအဲ့ကိုပြန်ထွက်လာမယ်ထွက်လာပြီးတော့ဒီဘေးနာမှာအဲ့လို white ပြီးတော့ထိုးသွားတာပေါ့ကွယ်အဲ့လိုဒီဘေးနာမှာတစ်ခါထိုးမယ်နော်ပြီးရင်1 2 3 4 5 6 10နော်ဒါဆိုဒါလေးလုပ်ပြီးတော့ဒီလေးပေါ့နော်အလိုက်တဲ့လေးဖြည်းဖြည်းချင်းမဲ့ဆွဲဒီချင်းမဲ့ပေါ့နော်ဒီလိုလေးထိန်းဆွဲဒီမှာအောက်မှာတစ်ချက်ပြန်ထိုးထည့်လိုက်မယ်ဆွဲမယ်ဒီဘေးနာကိုဘေးနာတပူပြန်ထွက်မယ်ထွက်ပြီးတော့ဒီလိုလေးပေါ့ဒီအောက်နားလေးကနေပြန်ထွက်နော်ထွက်ပြီးတော့ဒါလေးကိုပြန်ထိုးထည့်မယ်ထိုးထည့်ပြီးတော့မပြတ်တဲ့နဲ့3 4 5 6 9 10 10ခုကျင်းမယ်နော်10ခုရပြီးတော့ဒီလိုမျိုးလေးထိုးမယ်sorry ဒါမျိုးလေးပေါ့တစ်ဖြည်းဖြည်းလေးပဲဒီမျိုးဖြည်းဖြည်းဆွဲထုတ်မယ်နော်အရင်သူကမြန်မြန်အတင်းစိတ်ရှည်ရှည်လေးနဲ့တို့သူ့အရစ်ကလေးတွေကိုဖြည်းဖြည်းပြီးတော့ဒီလိုလေးလောက်ရမယ်နော်အရင်အတင်းဆွဲလို့မရဘူးအတင်းဆွဲမယ်ဆိုရင်သူကအဲ့လိုမျိုးဟိုကရှုပ်ကုန်ရောနော်ဒီမျိုးလေးကအပွင့်ပုံစံလေးပေါ်လာပြီနော်ပွင့်ပုံစံလေးနော်ပွင့်ပုံစံလေးပေါ်လာပါပြီအဲ့လိုမျိုးပေါ့ခြာလက်ပတ်လေထိုးသွားရင်ထိုးသွားလိုက်လို့ရှိရင်ဒီမှာနော်အဲ့လိုထိုးသွားလိုက်လို့ရှိရင်ဒါမျိုးပန်းပုံစံလေးတွေဖြစ်တယ်ပေါ့ဒါမျိုးလေးတွေเนาะဒါမျိုးလေးပုံစံလေးဖြစ်သွားတာเนาะဒါမျိုးလေးတွေနောက်တစ်ခါကြာမှမယ်ဒီပုံစံလေးတွေကိုတစ်ခါလာသင်ပေးမယ်ဒီပုံစံလေးတွေပေါ့နော်ဒီပုံစံလေးတွေကဒါလေးတွေကတော့ပိုလွယ်တာပေါ့နော်ဒါလေးတွေကအခုကဒီပုံစံလေးဖြစ်တယ်နော်နောက်တစ်ခါကြာရင်ဟိုဒီပုံစံလေးတွေလာသင်ပေးမှာပါကျေးဇူးတင်ပါတယ်ရှင်